မတို့ရဲ့အောင်မြင်မှုကြာရှုံးမှုဆိုတာကျမတို့နေ့စဉ်လှုပ်ဆောင်နေတဲ့အကျင့်တွေပေါ်မှာပဲအများကြီးမှုတည်နေပါတယ်။စွန့်ရည်မြင်မာပြီးအောင်မြင်တဲ့လူတွေမှာတူညီတဲ့အကျင့်9မျိုးရှိပါတယ်။အဲ့ဒီထဲကမှကျမတို့ရဲ့ဘဝကိုအပြောင်းလဲဆုံးဖြစ်စေတဲ့ပထမဆုံးနဲ့အရေးကြီးဆုံးအကျင့်တစ်ခုတောင်ကိုဒီနေ့ပြောပြပေးသွားပါမယ်။ဒါကတော့ be proactive လို့ခေါ်တဲ့တာဝန်ယူမှုအပြည့်နဲ့ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခြင်းပဲဖြစ်ပါတယ်။ proactive ဖြစ်တယ်ဆိုတာပြင်ပကအရာတွေကြောင့်ချက်ချင်းစိတ်လိုက်မှန်ပါတုံ့ပြန်တာမျိုးမဟုတ်ပဲစဉ်းစားချင့်ချိန်ပြီးမှတုံ့ပြန်တာကိုဆိုလိုတာပါ။ပြင်ပကလှုပ်ဆောင်မှုနဲ့ကျမတို့ရဲ့တုံ့ပြန်မှုကြားမှာလွတ်လပ်စွာရေးထွေခွင့်ဆိုတာရှိပါတယ်။လူသားတွေမှာတိရစ္ဆာန်တွေနဲ့မတူတဲ့အထူးစွမ်းရည်တွေမျိုးရှိပါတယ်။ဒါတွေကတော့နံပါတ်1မိမိကိုယ်ကိုသိမြင်နိုင်မှုဆိုတဲ့ self awarenessနံပါတ်2စိတ်ကူးယဉ်ဉာဏ်ဆိုတဲ့ imagination နံပါတ်3အမှန်အမှားခွဲခြားသိစိတ်ဆိုတဲ့ conscience နဲ့နံပါတ်4လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်နိုင်စွမ်းဆိုတဲ့ independent will လို့ဖြစ်ပါတယ်ဒီစွမ်းရည်တွေကိုသုံးပြီးအခြေအနေတိုင်းမှာအကောင်းဆုံးတုံ့ပြန်မှုတွေကိုကျမတို့ရွေးချယ်နိုင်ပါတယ်ကျမတို့ရဲ့ရွေးချယ်မှုတွေဟာကျမတို့ရဲ့ရလဒ်တွေကိုဆုံးဖြတ်ပေးပါတယ်အလုပ်တစ်ခုမှာပဲဖြစ်ဖြစ်ပေါင်းတင်ဆက်ဆံရေးမှာပဲဖြစ်ဖြစ်ဒေါသနဲ့ကြောက်ရွံ့မှုပေါ်မှာအခြေခံပြီးတော့လှုပ်ဆောင်မယ်ဆိုရင်မကြေမနက်ဖြစ်တာပုံငန်တာတွေပဲရလာပါလိမ့်မယ်။ဒါပေမဲ့မေတ္တာနဲ့တာဝန်သိစိတ်ကိုအခြေခံပြီးမိမိကိုယ်ကိုရောသူတစ်ပါးကိုပါဥဆောင်တဲ့အခါစိတ်ပါလက်ပါပူပေါင်းပေါင်လည်လာမှုကိုရရှိစေမှာပါ။အရေးကြီးဆုံးကတော့သူတစ်ပါးကိုအပြစ်တင်တာတွေစင်ကျင်ပေးတာတွေကိုရှက်တတ်ပြီးကိုယ့်ရဲ့လွတ်လပ်စွာရွေးချယ်နိုင်စွမ်းကိုအသုံးချဖို့ပါပဲ။ဒီလိုစွမ်းရည်တွေအမြဲတောင်းပို့ဖို့ဆိုရင်တသမမြောက်အကျင့်ဖြစ်တဲ့ Shepherd the Soul လို့ခေါ်တဲ့မိမိကိုစိတ်နှလုံးသုံးပါးစလုံးကိုအမြဲတမ်းလေးလာဖြည့်ဆည်းပေးနေဖို့လိုအပ်ပါတယ်။အရာရာတိုင်းဟာကိုယ့်ရဲ့ရွေးချယ်မှုကလည်းစတင်ပါတယ်လို့ဆိုနိုင်ပါတယ်။အခုကစပြီးပြင်ပအခြေအနေတွေကိုအပြစ်မတင်ပဲကိုယ့်ရဲ့တုံ့ပြန်မှုတွေကို proactive ဖြစ်အောင်ကိုယ်တိုင်ရွေးချယ်ပြီးအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်လိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်နော်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။